လူကဆိုဟီရိုကကျန်းဆိုအနီမေမှာစတန်ပါဆိုရင်လုံးဝပစ်တဲ့ဟီရိုတစ်ကောင်ပါဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်အခုမှတက်တက်ဆ YouTuber လေးဖြစ်တဲ့ချာပါချိန်လုံးကဘာဝဲကင်းဖြစ်ခဲ့တဲ့လူကကိုလက်ရှိနောက်ထပ်6မှာဘယ်လိုမျိုးကျန်းအောင်ဆော့ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအတက်စိတ်ရှင်းပြမှာဖြစ်ပါတယ်ပတ်စစ်ကတော့ skill 3မိတိုင်းမှာ enemy တွေကိုချက်လိုက်ရိုက်မှာပေါ့သူ့ရဲ့အဲ့ပတ်စစ်မှာ 40% ဘောနဲ့ damage လည်းပါတယ်အဲ့တော့ skill 3မိတိုင်းမှာနောက် skill 2ကိုထပ်မသုံးမနဲ့ဒီပတ်စစ်ကိုအရင် enemy ကိုထိအောင်တုံးနေပါတယ်skill 1ကတော့ enemy ကိုလိုက်ပြီးခိုးနေတာဖြစ်ပါတယ်အဲ့လိုခိုးနေတဲ့ခံမှာ enemy ကအနည်းငယ်နှိမ့်တော့မှာပါskill 2ကတော့ရှင်းလေပဲဘေးနာအကောင်တွေကိုဓာတ်နဲ့လှည့်ရတာအဲ့လိုဓာတ်နဲ့လှည့်တဲ့အချိန်မှာဘေးနာမှာ enemy 9ကောင်ရှိ9ကောင်လုံး damage ကထိမှာပါUltimate ကတော့ဒီအလူကကအတက်သွေးကြောတော့ပြောလို့ရတယ်ဗျာ Ultimate ကတော်တော်လေးကိုအရေးကြီးတဲ့ထဲမှာပါတယ်ဒီမှာကြည့်မယ်ဆိုရင် Ultimate ကို level 10တင်တော့ life steal မှာလည်း10% spell ban မှာလည်း10%ပါ level 20တင်လိုက်မယ်ဆိုရင် life steal ကလည်း20% spell ban မှာလည်း20%ဖြစ်သွားပါတယ် level 30တင်လိုက်မယ်ဆိုရင်တော့ life steal ကလည်း30% spell ban ကလည်း30%ဆိုပြီးတော့ပြောင်းလဲသွားမှာပါspell ban ဆိုတာဘာလဲဆိုတော့ spell ban ဆိုတာကကိုယ့်မှာတူးတဲ့ percent ကိုပြောတာဖြစ်ပါတယ်အဲ့တော့ spell ban များလေအလူကတွေးဖို့တက်လေဖြစ်ပါတယ်အဲ့ဒီဖွင့်ရမှာဆိုဒီနောက်မှာရှိတဲ့အကောင့်တွေအကုန်လုံးကနှိမ့်တော့မယ် enemy ရဲ့ physical magical defense တွေကိုတူးရှိယူပြီးတော့ပေါင်းတော့မှာဖြစ်ပါတယ်ပြီးတော့အဲ့ဒီတော့လာမယ်ဆိုရင်အလူကရဲ့ skill 1 2 ခိုးတောင်းတွေကို free fantasy ရှော့ချပေးထားမှာဖြစ်ပါတယ်ဒါကတော့လက်ရှိတုံးတယ်လူက item ပေါ့တကယ်လို့ဘလူးကပွဲတာနေဆိုရင်တော့ VOD ကိုအရင်သွားတင်နေပါတကယ်လို့ဘလူးကပွဲမတာဘူးပွဲနဲ့နှိမ့်နေဆိုရင်တော့ VOD မသွားဘဲနဲ့ defense item လေးအရင်ထည့်တင်တယ်ကိုကျွန်တော်အမြင်အောင်ယူဆရရအမလန်မဲဆိုင်ရမှာတော့ကျွန်တော်ကအလူကကို hyper ဆောင်းမှာဖြစ်တဲ့အထောက်အကြောင်းမို့လို့ပထမအမလန်ကိုတော့တတိယထားတင်ပြီးတော့ဒုတိယအမလန်ကတော့ဂျန်ခရီလေးတက်တယ်မှာပိုပြီးမြန်ဆန်တဲ့ဟာကိုထားမှာပါနောက်ဆုံးအမလန်ကတော့ရှင်းလေးပါပဲတန်မူတာ range ပါဒီမှာနေအလူကခိုက်ကတော့ပြီးတော့ကျွန်တော်ဂိမ်းလေးတွေကိုဆက်ပြီးတော့တွားလိုက်ရအောင်အလူကနှကောင်တတဲ့လူတာအလဲကစီတောင်းကြီးရပါတယ် what the fuck အဲ့မှာစီတောင်းကျွန်တော်တို့မင်းတို့က ready call ဆိုပြီးလေတိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလည်း enemy လောက်ဆုံးရဲ့ rapper ကိုတွားစားပြီးတော့လေတိုက်ခဲ့ပါတယ်လီပေါ်မှာလူနေတယ်လေငါလေးဟေ့ဒီကောင်ကဘာတော့မကြည့်လားရှုပ်ကောက်တက်လိုက်ရှုပ်လို့ကိုယ့်ကိုခြုံနေဝင်ပုံနေရကွာဒီကောင်ကခြုံရှိမှလာပြီးကျွန်းနေတော့ဒီကောင်ကိုလှမ်းပြီးတော့စားပြီးလိုက်တယ်အဲ့ဒါကိုပြောတာဓတိမူခူးမြင်ဆိုတော့အကောင်မှတကယ်အစ်စ်အဲ့လောက်သူ့ကိုစောင့်အောင်သူမသိဘူးenemy hyper နဲ့သိပြီးကျွန်တော်နေတာတဲတော့ဒီထောက်ရောင်းအောင်ရှူနေပါဒီထောက်တာတဲမရရင်တော့ကျွန်တော်စီတောင်းတော့လေတိုက်တော့မှမင်းတို့တော့ ready call ဆိုပြီးတော့ကိုယ့်ကိုတိုးတော့မှရောင်းလေလုံနေနေလောင်ဆုံးကိုတွေ့တော့ဗျာလောင်ဆုံးကကျွန်တော်ဘက်ကိုလာကျောနေတာဗျကျွန်တော်တကောင်ကိုကျွန်တော်ကေးပြလိုက်တယ်ဗျာသူ့ဘော်ရဲကျွန်တော်ချရမင်းတို့လာငါရဲ့လောင်ဆုံးတက်တော့သူချတယ်ဒီကောင်လေးမနိုင်တော့လည်းပြေးရတော့ဗျကျွန်တော်လည်းတွေးနေတာလည်းပြန် back ပြီးတော့ကျွန်တော် AC ရောကျွန်တော်နေပြီဗျအဲ့တော့ကျွန်တော်ဒုတိယဖတ်တယ်ပေါ့နော်ဒီဖတ်တယ်မှာကျွန်တော်လည်းအကောင်းဆုံးဝင်ချရပဲဗျကျွန်တော် hero တကယ်မှမရလိုက်ဘူးတလားတော်ရိတ်ချောင်ကျွန်တော်ရှိရီကောက်ကွာအော်တော်ရိတ်တော့ကျွန်တော်တကေးရလို့ရှိရီနားခြုံထဲမှာစောက်ပြီးလောင်ဆုံးကိုတက်မှာမလောင်ဆုံးလာတော့ဓားလေးကိုရင်တွေးမယ်ပြီးရင်လောင်ဆုံးကိုဝင်ချဟဲလောင်ဆုံးကအခုက level 4ပဲရှိသေးတယ်ကွာလောင်ဆုံး drone ထင်တယ်ကွာအဲ့တော့လောင်ဆုံးကိုကျွန်တော်ကေးပြီးတော့ AC ပဲကျွန်တော်အနေနဲ့ buff နဲ့ပတ်စာပေါ့ fan main နဲ့လုပ်မယ်ကောင်လေးကတားတဲ့လူတင်တာကွာဟျောင်းရဲ့ငါမြန်မာနိုင်ငံမှာဟျောင်းစောင်းကျင်း ready call ကွာဟန်တော့မှငါတင်နေခဲ့တာဟန်ဆိုးလေလားအဲ့ဒါကကျွန်တော်ပြောတဲ့ဟန်ကလေလားဟိုဘက်ကြောက်ကဟန်မဟုတ်ဗျအဲ့ဘက်ကဟန်ကကြတော့ကျွန်တော်လည်းဘာမှမဆိုင်ဘူးကျွန်တော်ပြောတဲ့ဟန်ကကျွန်တော်ရောက်တဲ့ကလေးကိုပြောတာအဲ့ဒီဘက်ကရောက်ကဟန် fan လေးကျွန်တော်လာမစဲပါနဲ့ကျွန်တော်သူ့ကိုပြောမှာမဟုတ်ဘူးဩလေဖုန်နေတာဟိုမှာစစ်စစ်ရန်တက်လို့တေဝါကြီးတွေဟိအောင်ကြီးကြားကောင်ကြာလေးရလားဟာမင်းကောင် record ပြအဲ့မှာဟိအောင်မင်းမှတ်ထားကြဆိုတော့ကျွန်တော် record ပြရဲ့ကောင်ကျွန်တော်အတင်းမိတ်တွေအကောင်လုံးစုပြီးတော့တက်ဖို့ချစ်တက်လိုက်ဖြစ်ပါတယ်ကျွန်တော်တင်းမိတ်9လုံးဝတက်ခဲ့ပါဒီကောင်ကျွန်တော် record ပြရတော့ကျွန်တော် respect ရှိရတော့ကျွန်တော်ကောင်းလေးရမှာ record ပြမှုန်းထုံနေပြီမှာ record တိုင်း record ထုံမြင်မို့လောက်စွန်းဥပမာ level 9ပဲရှိသေးတယ်ဒီကောင်လာ rank မှာပါတော့တော့ကျွန်တော်မိတာပို့ဒီကောင်ကိုသိမကြီးကိုရှိရ Hyugi ကောက်လာများသူရှိရ Hyugi တခေးပြန်ကောက်တယ်ပေါ့အဲ့တော့ဟိုကောင်တိတ်တော့မသေးတော့ကျွန်တော်ရဲ့ S တက်လေးကလုံးဝ save တာစောင်းရမ်းတော်ရဲ့ပြဒီကောင်ကျွန်တော်လည်းအမှလောင်ဆုံးဝင်ချရလောင်ဆုံးကပြေးတယ်ဗျအမှလောင်ဆုံးတော့ချရတော့မနိုင်ဘူးဗျလောင်ဆုံးတေးသွားတယ်ကျွန်တော် Hyugi တော့မရလိုက်မင်းကောင်လည်း Hyugi ဘာမှမပေးရလေမင်းကောင်လည်းပဲစာ Hyugi သလားငါ Hyugi တကိမှမရဘူးလူကောကျွန်တော်မရခေါ်တာလူကောကျွန်တော်ခေးတယ်ဗျဟာလူဖြစ်တာလိုင်းဝါတာဟေးအောင်ရေးပါလူကောတက်အောင်မယ်မင်းတို့ကလည်းကွာလောကြီးကငါလောင်းဟောင်းလည်းမဆောင်ဘူး Okay ကျွန်တော်ရဲ့ video လေးတော့ဒီမှာပဲပြီးပြီပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါအောင် Okay နောက်တစ်ခါမှပြန်ကြည့်ကြမယ် bye bye